အချစ်ကြီးတဲ့အမျိုးသမီးတွေဘာကြောင့်အမြဲနာကျင်ရတာလဲသူတို့ကတကယ်ချစ်တဲ့တယောက်ကိုတစ်ကမ္ဘာလုံးလိုပေးတတ်တယ်ဒါပေမဲ့ပေးတလောက်ပြန်မရတဲ့အခါစိတ်ကအယမ်းနာတယ်သူတို့ကသူများကိုဂယူးဆိုင်တာများပြီးကိုမေ့တယ်လို့ဖြစ်သွားတတ်တယ်မပြောက်သွားပါစေနဲ့မပြောင်းလဲပါစေနဲ့ဒီစိတ်တွေကြောင့်ပဲနာကျင်မှုပိုတိုးလာတယ်ဓမ္မမြင်နဲ့ကြည့်ရင်တွေ့ကက်လေလေနာကျင်လေလေတကယ်တော့အချစ်ကြီးတာမမာဘူးဒါပေမဲ့ကိုမချစ်ပဲတယောက်တည်းကိုပဲအကုန်ပေးလိုက်တာကနာကျင်မှုရဲ့အစပဲအချစ်ဆိုတာပိုင်ဆိုင်ဖို့မဟုတ်ဘူးနားလည်ပေးဖို့ပါကိုမမေ့တဲ့အချစ်ပဲတကယ်အေးချမ်းစေတယ်ဒီလိုစိတ်แท้ထိတဲ့အကြောင်းတွေနောက်ထပ်လဲနားထောင်ခြင်းရင်ငါ channel ကိုစာရင်းသွင်းထားပြီးနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်